လယ်ရဲ့အနက်ဆိုင်ဆုံးနေရာကနေတိုးလျတော့အတန်တစ်ခုကနတာလီယာရဲ့နားထဲကိုကျမကိုကဲပါအောင်ဆိုတဲ့အတန်တူတူလေးကပ်ပြောလိုက်တယ်။သူမပတ်ပတ်လေကကြောက်တုံးတွေဟာရှင်းဟောင်းတတိပေးချက်တွေလို့အနီရောင်တောက်ပတ်လာပြီးလဲနေကြတယ်။သူမရဲ့နှက်မှာတော့အရေးတစ်ခုကပုံကွယ်နေပြီးတိတ်ဆိတ်စွာစောင့်ကြည့်နေတယ်။အဲ့ဒီအရေးကပင်လယ်အမျိုးသမီးအဖြစ်ပြောင်းသွားတယ်။ဒါပေမဲ့သူမကကြောက်တုံးအဖြစ်ခဲနေခဲ့ပြီးနောက်ကဲပါအောင်ဆိုတဲ့အတန်ကထပ်ခါတလဲပြောလာတယ်။ သူမရဲ့လက်ထဲကနေရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာတယ်။ပင်လယ်ကျန်းပင်ကကြောက်တုံးတွေကချက်ချင်းတုံပြန်ပြီးသူမရဲ့ပက်လယ်မှာတုံခါလာတယ် မောင်တဲကနေအေယာမပင်လယ်နက်ပိုင်းကရှင်ကြီးတစ်ခေါင်ကသူမစီကိုအရှိန်အဟုန်နဲ့ပြေးဝင်လာတယ်။နတာလီယာကတလက်လက်တောက်ပနေတဲ့အလင်းတန်းတစ်ခုလိုလင်းမြန်စွာလွှားကနေရှောင်ထွက်သွားတယ် သူမဟာရှင်းဟောင်းရောက်ဖျားကြောင်တစ်ခုကိုရှာတွေ့ခဲ့တယ်။တောက်ပနေတဲ့ဝင်းပေါက်တစ်ခုကသူ့ကိုပိုပြီးနီးကပ်လာကိုခေါ်နေခဲ့တယ်။အတွင်းထဲမှာသူမကနေရန်စေးပန်းချီတွေကိုတွေ့လိုက်ရတယ်။အဲ့ဒီပန်းချီတွေအားလုံးကသူမနဲ့လုံးဝတူတဲ့ပင်လေရီသူမတူကိုပြတ်သားနေတယ်။နတာလီယာမင်းကဆိုတဲ့အဲ့ဒီအတန်တစ်ခုကပြန်ရောက်လာတယ် ။သူမရဲ့နှလုံးသားကအိတ်ခဲသွားတယ်။ကြောက်တုံးဖီမပြောင်းလဲတော့မဲ့နောက်ဆုံးရေသူမတူဦးဖီကြမ်းရှိနေခဲ့တယ်။